သိချင်တဲ့ solid ရဲ့ play တာတွေမမိုးဒီဗီဒီယိုနဲ့လာပြောပြမယ်အစတုန်းကမမိုးကမပြောချင်သေးဘူးမမိုးကအချိန်နဲ့ထားလိုက်အောင်မယ်လို့မမိုးကထင်ထားတယ်ကိုယ့်ရဲ့ campaign တွေလည်းအရင်ပြအောင်ပဲအရင်လုပ်လိုက်မယ်ဒါပေမဲ့မမိုးက solid ရဲ့အမျိုးတွေဘက်ကထတင်နေတဲ့ဟိုဗာလဲကြော်လွန်အဲ့ရလူရင်းနေပေါ့နော်ကြော်လွန်အဲ့ရလူတွေထပြီးတော့တင်နေတဲ့ solid ရဲ့အရင်တော့မကောင်းကြောင်းတွေမူရည်စေဝါကြောင်းတွေစေးကြောင်းတွေအကြောင်းတွေသူတို့ထပြီးတော့တင်နေတယ်ပြီးတော့ solid ရဲ့အမေရဲ့ဗီဒီယိုလည်းတို့ပြန်တော့တင်တယ်solid ရဲ့အမေကဗာလဲဟိုဘာတွေပြောလဲဆိုတော့ဟို interview တွေပေါ့နော်ဟိုသတင်းထောက်ကိုခေါ်ပြီးတော့သတင်းထောက်ပေါ့ဟိုသူများကိုစစ်ဆေးခိုင်းတာပေါ့နော်သူရဲ့သားစေးကြောင်ပြီးတော့သူ့ကိုရိုက်တယ်ထုတယ်ထိုးတယ်သူဗာလဲမျက်ခုံကွဲသွားတဲ့အထိအဲ့လိုမျိုးပေါ့နော်သူကအပြင်ကလူကိုဗာလဲဗီဒီယိုတွေရိုက်ခိုင်းပြီးတော့တဆင့်ခံပြန်တင်ခိုင်းတယ်အဲ့တော့မို့အဲ့ဒီဗီဒီယိုကိုတွေးလိုက်တဲ့ချိန်မှာမို့ချော်ဖြစ်သွားတယ်အေးမိဘဖြစ်တဲ့သူတယောက်ကကိုသားမကောင်းကြောင်းကိုသားမကောင်းကြောင်းကိုသားတိတ်ခါကြတဲ့အကြောင်းတွေပေါ့နော်လူတွေသိအောင်ဘာဖြစ်လို့တဘာသိအောင်ပြန်ပြီးတော့တင်ရတာလဲကြောင်ညာရတာလဲဥမာကိုယ့်ရဲ့ခံစားချက်ကအတွင်းကလူပဲကိုစင်ပြပေါ့ဘာဖြစ်လို့ဗီဒီယိုတွေရိုက်ခိုင်းပြီးတော့ပြန်ပြီးတော့တင်ခိုင်းတာလဲပေါ့နော်အဲ့ဒါတစ်ချက်အဲ့ကြောင့်မို့ကပြောချင်တာကတော့ solid ရဲ့အမေလား solid ရဲ့တုံးကွဲတွေလားအခုသူတို့တင်လိုက်တဲ့ဗီဒီယိုတွေကြော်လွန်အဲ့အပါဝင်ပဲပြောလိုက်တဲ့စကားလုံးတွေအားလုံး solid ရဲ့မကောင်းတဲ့ပုံရိပ်တွေတက်ပဲသူတို့ထပြီးတော့ပြောတာပေါ့နော်အဲ့ဒါမမို့ကြည့်တာ solid ရဲ့ဘေးနာကလူတွေက solid ကိုကျင်တဲ့ပုံစံတရားမှမသိဘူးမနာလိုတုံးရင်သူမနာလိုစိတ်တွေများတယ်အမှန်တကယ်ဆိုရင်ကိုချစ်ရတဲ့လူတယောက်ကသူစောင်းသွားပြီကွယ်သူစောင်းသွားပြီဆိုတော့ကိုပို့ပြီးတော့တနာရမယ်ပို့ပြီးတော့တနာတော့သူကောင်းတဲ့အကြောင်းတွေသူကောင်းတဲ့အရာတွေပဲကိုထပြီးတော့ပြောပေးရမယ်မဟုတ်လားစောင်းသွားတဲ့လူတယောက်ကိုမတရားတည်သွားတဲ့လူတယောက်ကိုကွာသူ့ကုံတိတ်ခါကြအောင်ပြန်ပြီးတော့နင်းချသေးတယ်နာမည်ဖြတ်ရှင်သေးတယ်တည်သွားတဲ့လူတယောက်ကဥမာစောလေးတာတီးလို့ရှိရင်ဒီလိုမျိုးအကြောင်းကိုသူတို့တက်ပြောနေစောလေးကတော့ပြန်ပြီးတော့ခုခံမှာပဲဟုတ်လားပြန်တော့တောက်ပြန်မှာပဲအခုတည်သွားတဲ့သူကပါးစမရှိတော့ပါးစပေါက်ဘာမှပြောလို့မရတော့ဘူးလေတည်သွားပြီဆိုတော့လေအဲ့ဒါတရားရက်လားအဲ့ဒါလိုမျိုးထွက်ပြီးတော့တင်တဲ့သူတွေထွက်ပြီးတော့ပြောတဲ့သူတွေကသူတော်ကောင်းလားအဲ့ဒါလားသူ့ရဲ့အမျိုးအဲ့ဒါလားသူ့ရဲ့အမေအဲ့ဒါလားသူ့ကိုတနာတယ်သူ့ကိုချစ်တယ်ဆိုတဲ့အမျိုးကအမေတွေကအဲ့ဒါလိုမျိုးစိတ်ဓာတ်တွေလားပြီးတော့လေဆရာဝန်တွေရဲ့အပန်ဖိုင်ဆရာဝန်တွေရဲ့ interview ဒီကလေးကဘာဖြစ်လို့ဒဏ်ရာစီးတာလဲဘာဖြစ်လို့လက်ပင်ကျိုးတာလဲဘာဖြစ်လို့ဘိုက်ထဲမှာဒဏ်ရာတွေစီးတာလဲဘာမှတက်တေထောက်ထားတေချာချပြတာမရှိဘူးအဲ့ဒီ solid တေတဲ့အချိန်မှာလဲပလိတ်တွေလာတယ်အဲ့ဒီပလိတ်တွေကလည်း solid ရဲ့အလောင်းကိုမျက်နှာတွေကင်ပေးတာကြည့်ပေးတာခန္ဓာတွေစစ်တာဘာမှမလုပ်ဘူးဒီမျိုးမှမတရားတယ်ပစပေါက်တွေပိုက်နေကြတယ်ဘာမှမစင်ပြချက်လည်းမရှိဘူးကွာအဲ့ဒါနာမည်ကြီးတဲ့လူတယောက်နော်ပြီးတော့သူများအမှန်တရားတွေဖော်တဲ့သူတိုင်းမှာသူတို့လိုက်ပြီးတော့ချိန်ချောက်တယ်လိုက်ပြီးတော့သူတို့အမားကိုကာကွယ်ပေးတယ်ဖုံးကွယ်တယ်စောလေးကိုဘသူတတ်လဲမှမပြောခင်မှာတီးသူတွေတေးစာနားထောင်နော်စောလေးကအစတုန်းကနော်စောလေးစချင်းတေးတဲ့နေ့မှာနေမြောက်မယ်တဲ့စောလေးတေးတာသူ့ကိုသူကျိုးဆွဲတတ်တာမဟုတ်ဘူးလောက်ကြံတပ်ဖြတ်မှုနဲ့နော်တေးတယ်နောက်ပိုင်းမှာတက်တေထောက်ထားတယ်ဒဏ်ရာတယ်ပေါ်လာတဲ့နောက်ပိုင်းမှာစောလေးကိုမီစုတင်ကြိုလိုက်တယ်အလောင်းဖြောက်ပြီးတော့မီစုတင်ကြိုလိုက်တယ်နော်အလောင်းမဖြောက်ခင်မှာမီမစုခင်မှာအဲ့ဒီကြားထဲမှာပြည်သူလူထုရဲ့ဝေဖန်မှုကအများအပြားရှိတယ်သူတို့သာမလောက်ရဘူးဆိုရင်သူတို့တတိစီနဲ့စောလေးရဲ့ခန္ဓာအလုံးကိုဗီဒီယိုတွေရိုက်ပြပြီးတော့ပြည်သူပြရမယ်လေအဲ့ဒါပဲနော်ပြီးတော့နောက်တစ်ခုကတော့စောလေးကတဲ့သူ့ကိုသူတတ်တဲ့အချိန်မှာတဲ့အတွင်းထဲကအိမ်သာကိုတဲ့ပိတ်ထားတယ်တဲ့တော့ကိုလော့ချထားတယ်တဲ့အဲ့ဒီတော့ကိုလော့ချထားတယ်ဆိုတာသူတို့ဘာတက်တယ်စီလို့လဲသူတို့ဗီဒီယိုရိုက်ထားလားသူတို့တကာဖွင့်မရတဲ့အချိန်မှာလေစောလေးသူငယ်ချင်းဗီဒီယိုရိုက်ထားလားစောလေးအတော်ဗီဒီယိုရိုက်ထားလားဘာတက်တယ်မှမရှိဘူးသူတို့ပါးစပ်နဲ့ပဲပြောတယ်ဟမ်သူတို့ပါးစပ်နဲ့ပဲပြောတယ်လေဘသူတက်တယ်စီလို့လဲစောလေးကိုလောက်ကြံတဲ့အချိန်မှာအတွင်းတွေကအိမ်သားကိုပိတ်ထားတယ်ဆိုတာသူတို့ဘာတက်တယ်စီလို့လဲဟမ်ငါတွဲချင်တယ်ဘယ်လိုမျိုးပြီးတော့တကယ်ပိတ်လို့ရှိရင်သူတို့ဗီဒီယိုဆိုတာသူတို့ငကားကိုကန်ထည့်တယ်သူတို့ငကားကိုဖွင့်တယ်ထူရတယ်အဲ့ဒီဗီဒီယိုတွေတက်တေဖိုင်နေစီလားအဲ့ဒီတက်တေထောက်ထားနေစီလားရိုက်ထားတဲ့ဗီဒီယိုတွေစီလားမရှိဘူးလောက်ကြံတပ်ဖြတ်တယ်ဆိုတာအဲ့ဒါလိုမျိုးတေချာဘာမှထွက်ပြီးတော့မဖြစ်စင်းဘူးမချပြဘူးရတဲ့နေနဲ့နော်အမြန်နည်းနဲ့မီးဆိုးလိုက်တယ်ပြီးတော့နောက်တစ်ခုโอเคsolid လေပင်ကျိုးတာလဲသူတို့ကဟိုလိန်ဒီလိန်ဟိုဖုံးကွယ်ဒီဖုံးကွယ် solid မျက်နှာတန်ရအများအပြားစီတာလဲသူတို့ကဟိုလိန်ဒီလိန်ဟိုဖုံးကွယ်ဒီဖုံးကွယ်နော်တခုသူတို့လိန်လို့မရတာကတော့ကိုကျိုးဆွဲတတ်တဲ့လူတွေတရားရကန်တော့နော်ဘယ်သူမှမျက်စိတစ်လုံးပိတ်တော့တစ်လုံးဖွင့်တာမရှိဘူးဒီလောကကြီးထဲမှာတေချာပြန်တော့လေ့လာလိုက်နော်တကယ်ဆရာဝန်အစီမံပလက်အစီမံတောင်းဝင်စီတဲ့ဟိုဗာလဲသိပ္ပံပညာရှင်တွေပဲကြည့်တော့ပြီးတော့မေးလိုက်ပြန်လေ့လာလိုက်ကျိုးဆွဲတတ်တဲ့သူကအများအဖြစ်မျက်စိမိတ်တယ်အနည်းအဖြစ်တော့နှစ်ဖက်စလုံးမျက်စိမိတ်မယ်အနည်းအဖြစ်တော့မျက်စိနှလုံးပြူးမယ်
တစ်ဖက်ပိတ်တစ်ဖက်မိတ်တာအဲ့ဒါလောက်ကြံတပ်ပြခံရလို့အဲ့ဒါအမှန်တရားဘသူတက်လဲဘသူကြောက်လဲထွက်တော့ပြောတော့မယ်စောလေးမသိခင်မှာ तू အရန်ကြောက်တယ်အဲ့ဒီချိန်မှာ तू အဖေစီမှာ तू ဖုန်းခေါ်လိုက်တယ် तू ဒီမှာနေလို့မရတော့ဘူး तू နေလို့စင်တော့အဲ့ဒီလူတက်သမားတွေက तू လိုက်တော့တတ်မှာပဲမလို့ပေါ့နော်အဲ့တော့ तू အဖေစီမှာ तू သွားမယ်ကန်ဆိုတာတော့စောလေးက तू ရဲ့ passport မရှိဘူးပြီလို့နော် passport မရှိတော့ဘယ်လိုမျိုးအမြန်အစံနဲ့လွယ်လွယ်လေးနဲ့သွားလို့ရမလဲ तू ရဲ့အဖေစီမှာ तू ဖေနေတာအမေရိကန်မှာလေ तू အဖေတော့မှ तू လာပြီးမကြိုရသေးဘူးအဲ့ဒီလူတက်သမား BGF ခေါင်းဆောင်နဲ့ तू ရဲ့တပြည့်တွေ तू ရဲ့အဖွဲသားတွေပေါ့နော်စောလေးကိုအရင်ဆင်းလိုက်တယ်စောလေးကိုသူတို့တတ်တဲ့အချိန်မှာဒီတို့စောလေးရဲ့တန်ရတွေ့လားဘာနဲ့သူတို့လောက်လဲဆိုတော့တန်ချောင်းအပူနဲ့နော်သူတို့ထိုးတာပြီးတော့မသေးခင်မှာသူတို့ပက်စုပက်စနဲ့စောလေးကိုနှိမ့်ဆက်တာပေါ့နော်ပြီးတော့စောလေးရဲ့လေဘင်းကကျိုးသွားတာသူတို့တွေကချိုးလိုက်လို့လေဘင်းချိုးတယ်ဆိုတာကရင်လူမျိုးဘူခါအတိဘူခါနော်စောလေးအခုဘုံခါနော်မယ်အတိဘူခါအဲ့အခါနော်အတိခြေလက်ထားခိုးပဲနော်ဘယ်နော်ကမလာတဲ့ရောက်မတစားနော်စောင်းသွားတဲ့နောက်ပိုင်းမှာသူတို့လူရောက်မှာအဖွဲတွေကတိုင်ပင်ဆွေးနွေးကြတာပေါ့နော်သူ့ကိုသူလေဘင်းကျိုးဆွဲတတ်တယ်လို့သူတို့ကကြံစီလိုက်တယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒီ BJ ရဲ့ခေါင်းဆောင်ဘာဖြစ်လို့စောလေးကိုတားရတာလဲသူ့ရဲ့သမီးလေးကစောလေးကိုလာပြီးတော့ကြိုက်စောလေးနဲ့ကြိုက်ကြတာပေါ့သူ့ရဲ့သမီးလေးကပေါ့နော်စောလေးနဲ့ချစ်ကြတယ်ကြိုက်ကြတယ်အဲ့ဒါမမွားဘာချစ်ကြတယ်ကြိုက်ကြပြီးတော့ဘာဖြစ်လို့သူ့ရဲ့အဖေကစောလေးကိုတားချင်တဲ့အထိတားတဲ့အထိလောက်ရတာလဲဆိုတော့အဲ့ဒီကြားထဲမှာနော်မွားအကောင်လုံးမပြောဘူးနော်တည်င်းပို့လာပေးတဲ့သူအတွက်အန်ဒီရစီမှာကြောက်လို့ထားလိုက်ပါတော့မမွားလွယ်လေးနဲ့ပြောလိုက်မယ်ကွာသူတို့ချစ်ကြတယ်ကြိုက်ကြတယ်ဆိုတော့သူ့အဖေကသဘောမတူဘူးအဲ့လိုမျိုးမှပြောလိုက်မယ်နော်တခါတလေမှမို့တဲ့နဲ့ပြောလို့စရင်ဘသူပို့လာလဲဆိုတာသူသိမှာကြောက်လို့နော်ချစ်ကြတယ်ကြိုက်ကြတယ်အဖေကသဘောမတူလို့စောလေးမသေးခင်မှာသူ့ဘာတွေချင်းချောက်ထားလဲဆိုတော့ကောင်မလေးကအဖေကပေါ့နော်နေ့ကငါအပြင်မှာမတွေ့စင်နဲ့တဲ့တွေ့လို့စရင်တွေ့တဲ့နေရာဆင်းမှာပေါ့နော်အဲ့လိုမျိုးအဲ့ဒီလူတွေကစောလေးကိုအခုမှပဲတတ်ချင်တယ်မဟုတ်ဘူးသူတို့တတ်ချင်တာကြပြီစောလေးလည်းသိတာကြပြီနော်သူ့ရဲ့ကောင်မလေးရဲ့အဖေကသူ့ကိုတတ်ချင်တာအဲ့လိုမျိုးပေါ့နော်သူတို့ဘယ်မှာပဲတွေ့သူတို့ကလောက်မှအဲ့လိုမျိုးချင်းချောက်တယ်ဆိုတော့စောလေးကအမြဲတမ်းပဲကြောက်တယ်စောလေးကသူ့အတော်ရဲ့အိမ်မှာ तू မပြန်သွားလို့စရင် तू လွယ်လွယ်လေးနဲ့မသိဘူး तू ဘယ်လိုဝမ်းမလဲဒီထက်အသက်စေရမှာပေါ့အဲ့လောက်အသက်မတူဘူးဘာကြောင့်လဲဆိုတော့စောလေးရဲ့အတော်ကအဲ့ဒီ BGF ခေါင်းဆောင်နဲ့သူငယ်ချင်းတွေဖြစ်နေတယ်တစ်ဖွဲ့ထဲသားလည်းဖြစ်တယ်တစ်ဖွဲ့ထဲသားလည်းဖြစ်တယ်သူငယ်ချင်းလည်းဖြစ်တယ်အဲကြောင့်မပြောတဲ့အကျိုးစီးပွားငွေရေးကြေးရေးနဲ့ပတ်သက်လာလို့ရှိရင်အပြင်ကလူတွေမပြောနဲ့မိသားစုတောင်မှယုံလို့မရဘူးโอเคအဲ့ဒီလူတတ်တမအဲ့ဒီသူ့ရဲ့ကောင်မလေးအဖေအဲ့ဒီ BJ ရဲ့ခေါင်းဆောင်ကစောလီသူ့ရဲ့အတော်အိမ်မှာမသွားခင်သွားပြီးတော့ခိုးမနေခင်မှာသူတို့ကစောလီကိုဘယ်လောက်လှုပ်ချင်လဲဆိုတာအခါပေါင်းများစွာရှိနေပြီလေဟိုမှာသွားတော့ကွက်တိပဲပေါ့သူတိတဲ့လူရဲ့အိမ်ဆိုတော့ကွာအဲကျွန်မပြောတဲ့ဒလန်ဆိုတာကိုဘေးနားမှာပဲတိလားကိုဘေးနားကလူတွေကအရန်ကိုအန်ဒီကြီးတယ်အဲကျွန်မပြောတဲ့ကိုတစ်ခုဒုက္ခရောက်လာပြီဆိုရင်ကိုတိတဲ့လူတွေအိမ်မှာသွားပြီးတော့မနေမိစေနဲ့ပို့ပြီးတော့ကြောက်ဖို့ကောင်းတာအဲ့ဒီစောလီရဲ့လောက်ကျန်တပ်ဖြတ်မှုကစောလီဘေးနားမှာနေတဲ့သူတွေအားလုံးသိတယ်သူ့အမေသိတယ်သူ့ငယ်ချင်းသိတယ်သူ့တဝန်ခွဲသိတယ်လာစီဖို့သိတယ်သူ့အတော်ဆိုရင်ထိတ်ဆုံးပဲပေါ့အဲကြောင့်အဲ့ဒီ BGF ကောင်းဆောင်ဘာတူလဲမမိုးလာတော့မမေးနဲ့နော်သူ့အတော်တော့မေးလိုက်သူ့အတော်အကောင်းဆုံးသိတယ်အော်စောလီရဲ့ချစ်သူကအဲ့ဒီဘာတူလဲအဲ့ဒီကောင်မလေးကဘယ်အရောက်လဲသိချင်လို့ရှိရင်စောလီရဲ့အတော်ကိုတော့မေးလိုက်အဲ့ဒီသူ့ဘေးနားမှာစီးတဲ့လူတွေအားလုံးသူ့အမေလားလာစီဖို့လားသူ့တဝန်ခွဲလားသူ့ငယ်ချင်းလားအကလုံးသိတယ်တော့မေးလိုက်စောလီရဲ့ဖုန်းလဲသူတို့အစားဖြတ်လိုက်ကုန်ပြီလေတက်သေးဆိုရင်သူတို့ဖြတ်လိုက်ကုန်ပြီပြီးတော့စောလီရဲ့အကောင့်မှာလဲလူတွေနေ့တိုင်းတော့ဝင်နေထွက်တယ်မိစိမ့်တယ်နေ့တိုင်းပဲအဲ့ဒါစဉ်းစားလေစောလေးအကောက်နော်စောလေးဆိုတဲ့အကောက်ကသူ့ရဲ့အကောက်စစ်ကလူတွေဝင်လိုက်ထွက်လိုက်အဲကြောင့်သူ့ရဲ့ဖုန်းထဲမှာစီးတဲ့တက်တေးလား Messenger မှာစီးတဲ့တက်တေးလားသူတို့အကောင်လုံးဖျက်လိုက်ကုန်ပြီဒီမှာမပြောတဲ့အတိုင်းပဲသူဟိုဆက်ချင်းသူတည်တဲ့အချိန်မှာသူတို့ဖျက်လိုက်တာအမှန်တရားတော့အမှန်တရားပဲမင်းတို့ပြည်သူလူထုဘလောက်ပဲညီညီထမင်းစားတဲ့လူတိုင်းကိုမင်းတို့ညီလို့မရဘူးအမားအမှန်အစိုးအကောင်ခွဲခြားတတ်တဲ့လူတွေကမင်းတို့ညီလို့မရဘူးစောလေးကိုတိုင်ပြောထားတဲ့ဗီဒီယိုသူတည်လို့စရင်သူ့ကိုမြေမြုပ်ပေးပါတဲ့သူ့မီးမတင်ကြုံနဲ့တဲ့မင်းတို့ကိုတိုင်ဘက်ကလည်းစောလေးတည်တဲ့နေ့မှာနော်အတပ်ဖြတ်ခံရတဲ့နေ့မှာကွာတတင်းထဲမှာတက်လာတဲ့နေ့မှာမင်းတို့ပြောတယ်ညီမလဲမီးမစွဘူးတဲ့ညီပဲမြုပ်မယ်တဲ့တက်တေထောက်ထားဒဏ်ရာဒဏ်ချက်တွေပေါ်လာတဲ့နောက်ပိုင်းမှာမီးစုတင်ကြရမယ်တဲ့အဲကြောင့်မွားလေအဲ့ဒီလူလိန်လူညာလူရောက်မှဒီကမျက်နာကိုလေတွေးတဲ့အချိန်မှာလေတွေနဲ့ထွေးခြင်းနဲ့အန်ချခြင်းနဲ့တွေးမျက်နာမှာပပရေနာဒါမလေးနော်လူတွေကိုတော်တော်ထင်သေးနေကြတယ်ဒီတော့စက်ချင်လူတွေအားလုံးအောင်တော့မစီကြဘူးလားထမင်းစားတဲ့လူတိုင်းမှာအောင်တော့စီတယ်ငကိုကတဲ့ကနော်စောလေးကိုမနာလို့ကြတာစောလေးကိုမကျင်နာကြတာနော်အမေဖြစ်တဲ့သူကလည်းကိုသားကိုတကယ်ချစ်လို့စင်ကိုသားမကောင်းကြောင်းနော်ရိုးရိုးတန်မဲ့လူနဲ့ကိုရင်ဖွင့်လို့ရတယ်
ဒါပေမဲ့ဘာဖြစ်လို့သူများတွေဗီဒီယိုတွေလာပြီးရိုက်အောင်အဲ့ဒီဗီဒီယိုတွေပြန်တော့ဖြန့်အောင်တင်အောင်ကြော်ညာရတာလေအဲ့ဒါကောင်းတဲ့အမေလားနော်လူတွေကလေစောလေးမကောင်းကြောင်းတွေပဲဖော်နေကြတယ်နော်အေးနေတော့လေအဲ့လိုမျိုးဖော်ပြီးဆိုတော့ငါလည်းအစတော့အိုးသူ့ရဲ့မျက်နှာသူ့ရဲ့အမေတွေရဲ့မျက်နှာထောက်မလားလို့အဲ့ဒီလိုမျိုးနေတို့တွေကပြန်တင်နေတယ်ဆိုတော့ငါလည်းပြောပြမှာပေါ့နော်โอเคစောလေးကိုမချစ်တဲ့သူတွေရှိတယ်လို့စောလေးကိုချစ်တဲ့လူတွေလည်းရှိတယ်နော်စောလေးကိုချစ်တဲ့လူတွေအများအပြားမှမို့ကိုပါတင်ပို့လာပြီလဲဆိုတော့စောလေးရဲ့အမေကတဲ့အရန်ကိုအရက်တောက်တယ်တဲ့ပြီးတော့လင်အစ်စ်ဆိုလည်းတယောက်ပြီးတယောက်ယူတယ်တဲ့စောလေးကသူ့အမေလင်သိယူတဲ့အချိန်မှာသူလုံးဝမကြိုက်ဘူးပြီးတော့သူ့အမေရဲ့လင်သိကတဲ့သူ့အမေကိုထုတ်တယ်ရိုက်တယ်ထုတ်တယ်ရိုက်တယ်လှုပ်တဲ့အချိန်မှာစောလေးကအမြဲတမ်းပဲသွားပြီးတော့တားရတယ်ကူညီပေးရတယ်ထိန်းပေးရတာပေါ့နော်အဲ့ဒါတော့တက်တည်တစ်ခုနော်သူ့လူရောက်မှနေဘက်ကဆော်လွန်အဲဘက်ကလူတွေကအော်စောလေးမကောင်းကြောင်းစောလေးအားနေချက်တွေပဲသူတို့တွေထောက်ပြတယ်လေစောလေးကောင်းတဲ့အရာတွေစောလေးအမေရဲ့အားနေချက်တွေကြတော့သူတို့ကမတင်ပြဘူးပေါ့နော်တေသွားတဲ့လူတယောက်ကစကားပြောမရတဲ့လူတယောက်ရဲ့အကြောင်းကိုမဟုတ်တာတွေထတင်တယ်သူရဲ့တိတ်ခါကြအောင်သူရဲ့ပုံရိပ်တွေကြအောင်ထတော့တင်တာဘာအတွက်လဲဆိုတော့မင်းတို့အမားတွေကင်းအောင်မင်းတို့ဆောင်လို့ရအောင်ဒီလူတယောက်ကဘယ်လိုမျိုးပုံစံနဲ့တေလဲဆိုတာလူတွေစိတ်မဝင်စားတော့အောင်မင်းတို့ကဖြစ်ရှင်နေဆိုတာအောင်နောက်စီးတဲ့လူတိုင်းမှာသိတယ်ဟုတ်ကဲ့နော်ဒါပဲပြီးတော့နော်မမပြောတာလေနော်တက်တေထောက်ထားအများကြီးပဲရှိတယ်ကိုယူတက်လို့စင်နော်ကိုလေ့လာတက်လို့စင်ကိုကြည့်လို့တက်လို့စင်လွယ်လေးပဲနော်အဲ့ဒါကိုပြည်သူတွေကနော်အော်သူတေတာလောက်ကြံခံရလို့သူတေတာကျိုးဆွဲခံရလို့အဲ့ဒါဖို့ပဲလဲဟိုစဉ်းစားရမယ့်အချိန်ဟိုတွေးရမယ့်အချိန်မဟုတ်တော့ဘူးနော်စောလေးတေတာသူ့ရဲ့ကောင်မလေးရဲ့အဖေက BG ရဲ့ခေါင်းဆောင်ဖြစ်တယ်အဲ့ဒီ BG ရဲ့ခေါင်းဆောင်ကအရန်ကိုပါဝါကြီးတယ်နော်အဲ့ဒီနေစတခွင်မှာစီးတဲ့ဆရာဝန်တွေလားပလိတ်တွေလားဒီကောင်တွေကိုအရန်ကြောက်ရတယ်နော်ကြည့်လိုက်လေစောလေးရဲ့အလောင်းကိုတို့လာတော့တည်ထောက်တဲ့နေ့မှာပလိတ်တွေကဒီမျိုးပဲမတ်တရတယ်ဘာမှမစစ်စေးဘူးဘာမှမကြည့်ဘူးဟုတ်လားလူတယောက်တည်ပြီးတန်းရတယ်အဲ့လောက်တော့များတာတို့ဘာမှမကင်ဘူးတို့မှမကြည့်ဘူးမျိုးမတ်တရနေတယ်အဲ့ဒါယူသားရဲ့လားနော်နော်တို့ရသိပြီးသားဘသူလောက်လဲဆိုတာတို့ရဲ့ခေါင်းဆောင်ပေါ့နော်မမပြောမယ်နေစမှာဆိုရင် BGN နဲ့ဒီထိုင်းအာနာပိုင်တွေကဖင်တပေါက်တယ်ပဲအကောင်လုံးဝိုင်းပြီးတော့လက်နဲ့ခရတွေရောင်းကြဝိုင်းပြီးတော့မူရေးစီဝါတွေရောင်းကြဝိုင်းပြီးတော့လူတွေတားကြအဲ့လိုမျိုးနော်ပြီးတော့လို့စင်အစဖြောက်တာပဲရှိတယ်နော်တရားဥပဒေအစီအမံဆိုတာမရှိဘူးနော်အကြောင်းပြောတဲ့အာနာစင်လက်ချက်နဲ့ဆိုရင်နာမည်ကြီးတဲ့မင်းသမီးတိုင်မိုးတော်မှဘလောက်ပဲတက်တည်ထောက်ထားပေါ်လူတကဘာလုံးတိလိုက်ပါစီဘာမှလုပ်လို့မရဘူးစောလေးဆိုရင်ပို့ဆိုးပေါ့နော်သူရဲ့အမေလဲဆိုသူရဲ့တဝန်ခွဲလဲဆိုတော့ပြီးတော့မှမူကမေးခါနေပြီအဲ့ဒီဆူစီဆိုတဲ့အချောင်းမှသူပြောတဲ့သူစောလေးနဲ့ဘာညာတလကာပေါ့နော်အရန်ခင်ကြတဲ့ဘာညာခဏငိုပြပြီးတော့တင်ပြနေတဲ့ live စော်ထဲမှာတပ်ပုံထဲမှာခဏတင်တယ်တင်တာတော့တင်ပေါ့ကွာဒါမဲ့စောလေးအတွက်အမှန်တရားတစ်ခုမှမရှိဘူးထွက်ပြောလိမ့်ပေးတယ်စောလေးကလေငါနဲ့နေတဲ့အချိန်မှာလေ तू ကခဏတေးချင်တယ် तू ကခဏသူ့ကိုသူတတ်တေးချင်တယ်ထွက်ပြောတယ်မဟုတ်တာဒီထွက်ပြောနေတယ်နေတော့စောလေးကသူ့ကိုသူတကယ်တတ်တေးချင်တယ် तू အရန်ကိုတေးစီချင်လို့စင်ဘာဖြစ်လို့သူ့ရဲ့ live ပြကဟိုစော်လွန်အဲရဲ့အိမ်ထဲမှာတိုင်ပနေတာလဲအရန်တေးချင်တဲ့ तू ကလေတေးသွားပြီးဆိုရင်တို့ပို့ပြီးတော့ပြောတယ်နော်ကျုပ်လည်းမြန်တယ်နော်တေးသွားပြီဆိုရင်တို့ကသွားပြီးအဲ့ဒီညမှာတို့မနေတော့ဘူးဘာဖြစ်လို့အဲ့ဒီလိုက်ပြာကအဲ့ဒီညမှာတိုင်ပတာလဲမတရားတပ်ဖြတ်ခံရလို့ပေါ့ဟမ်နေတော့ဖေကြီး BG ရဲ့ခေါင်းဆောင်လေးအဲ့ဒီ BG ရဲ့ခေါင်းဆောင်ဘသူလဲနာမည်ပြောစမ်းငါ့ကိုလာမမေးနဲ့သူ့အတော်အကောင်ဆောင်သိတယ်နော်အဲ့ဒီဝိုင်းကလူတွေအကောင်ဆောင်သိနော်သူ့ဘေးနားမှာနေတဲ့သူ့အမေတွေသူ့ငယ်ချင်းတော်မှဘလောက်ပဲတတိပစပပိတ်နေရတယ်သေမှာကြောက်လို့အဲ့တော့တည်င်းပို့လာပေးတဲ့သူကငါတို့ရဲ့အတန်ဖွင့်ပြရမယ်ဆိုရင်ငါကလူရောက်မှာမဟုတ်တာငါကလူတတ်တမအားပေးတဲ့သူမှမဟုတ်တာငါကြောင့်လူတွေအန်ဒီစီအောင်ငါမလုပ်ဘူးโอเคနော်တည်င်းပို့လာပေးတဲ့သူတွေအားလုံးလည်းကျေးဇူးရန်တင်ပါတယ်နော်အဲ့ဒါယုံချင်ယုံမယုံချင်နေနော်စောလေးစတဲ့ကလေးကနော်ပြန်ပြီးတော့ကြည့်လိုက်နော်သူ့ရဲ့အတော်ပြောတဲ့စကားလုံးပုံစံတွေသူ့ရဲ့တဝုံခွဲတွေโอเคနော်ကြည့်လိုက်ပါအားလုံးကသူတို့တို့ကိုကလေးကဒီကလေးကိုသူတို့မကြိုက်ဘူးမကျေနပ်ဘူးနော်မနာလို့ကြဘူးအဲ့တလိုမျိုးလောက်ကြံတပ်ဖြတ်ခံတဲ့အချိန်မှာဘာဖြစ်လို့ထပ်ပြောရမလဲအေးသွားပြီလေနော်အဲ့လိုမျိုးတည်သွားလဲအေးသွားပြီလေအဲ့လိုမျိုးပုံစံနဲ့ပဲမဟုတ်ဘူးလား